ဘာကြောင့်ကိုတုံးညံ့9ကနန်းကအရေးကြီးတာလဲရွှေရောင်လင်းတဲ့ကန်တရားကျဲတွေဆုံးရာကျဲတွေဆုံးရာအချိန်ခါမှာကနန်းသက်သွေးနီးမိန်များမင်္ဂလာရောင်ကြီးဖြန့်ချက်လို့စိတ်ဤတည်ငြိမ်ခြင်းကိုအဖို့ပြုကံကြမ္မာရဲ့တခါကိုဖွင့်လက်ပါကိုဝနာဆိုတဲ့အောင်လန်လွေရွှေအိုးကြီးတဲ့လာတွေဝင်ဆူတောင်းမြတ်တာပေါင်းဆက်လို့ကန်ထူကြပါစေစိတ်ချမ်းမြေ့ပါစေ你没讲到手机呀ရာရာအစဉ်ပြေပါစေပြည်သံစဉ်တစ်ပြေးပြေးလွင့်ပြေသွားသည်ကြဝဠာရဲ့ကနန်းသံစဉ်အခါတိုင်းနဲ့မဟာဘုတ်ချိန်ခွင်မှာငါတို့ရှိုးဝချက်တွေတွက်စားတယ်နှက်ခတ်တွေကဘာဝအဖြစ်ပြောင်းလဲကံကြမ္မာရဲ့အဖြစ်ညင်သာစွာစီစဉ်ရှောင်းမကိုယ်သွဲတန်းလို့နာမနဲ့ဘာဝပေါင်းဆက်စနေနိုင်ရဲ့အာအင်းဆက်စနေနိုင်ရဲ့အာအင်းတွေကိုဝင်းငါစနာမဆိုစီလိုပေါင်းဆက်ခြင်းတီအိုရီအရောက်ကိုတုညငါကနန်းလေးအောင်မြင်ခြင်းရဲ့နီမေးရောင်ချီအင်္ဂဝိဇာ
ကန်ကြမာဤတတန်ကားပွင့်ရွှေအိုးကြီးတဲ့လာပတွေဝင်ကိုဝနာဤအောင်ပွဲစင်ကန်တူတို့ဘိုင်ဆိုင်စင်မင်္ဂလာအပေါင်းခဏစေမင်္ဂလာအပေါင်းခဏစေသုံးညမသည်အနန္တသောကိန်းကနန်တို့စီစဉ်လို့စတူရန်တွေကအောင်လန်းစတူရန်တွေကအောင်လန်းမိတ်ဆွေတို့အားလုံးရွှေအိုးကောက်ရပါစေလပ်တွေဝင်ပါစေအေးချမ်းစွာတည်ငြိမ်သွားသည်